Đáp bằng lá dạy trái cả anh nghe ra chắc là nạp tại cái đi bà lấy ဒီနေ့ကျွန်တော်တို့သွားလဲခဲ့တဲ့ဝအပုံရတဲ့နေတာကိုပြန်လဲမျှဝေမှာဖြစ်ပါတယ်ဗီဒီယိုကိုအစအဆုံးကြည့်ပေးပါနော် Hô bếp mà rồi sập hàm khúc tôi à đây liền này nhau kè tí này á lại dễ bảo đó bé mà to mình lại vừa ta á phụ được cô ta lò hô mà hô này giao cả đóว่ารวมตัวสิเดสวีร์ท็อปโปรไลน์แบบนั้นนะที่นี่จะนอว่ารวมตัวได้ไอ้เจ้าเลยผมยอมยาเป็นแบบนี้เลยจะนอกาเพปเปอรี่ซอยห้ากันนี่ปรมาอุตสาหกรรมซีตัวมาที่แต่บนไลน์การซีตัวปีออกมาไอ้ดิสนามลงเดซมาจะนอกาเดซีกูตัวมาคือจะนอกาเสาเนี่ยเลยบ่เนาะ ကျွန်တော်တို့ကဝအရုံကိုသွားတဲ့လေဆိပ်ရောက်ဖို့အတွက်ကျွန်တော်တို့ကအရင်ဆုံးပတ်စကားစီးသွားမှာဖြစ်ပါတယ်ကျော်တော့စီးသွားတဲ့နံပါတ်ကတော့လေနံပါတ်2တို့မဟုတ်နံပါတ်60ပေါ့ จะนอรกาซีลาอยู่บ่เนาะจอรซีတဲ့နေရာကတော့ဟိုဟာစနမ်လုံးရဲ့ပန်းကြံရှိမှာအဲ့ဒါကျွန်တော်တို့လေစိတ်ကိုလိုင်းလျှောက်သွားမှာပေါ့နော် ကျွန်တော်တို့ကားစင်းနေရာကနေစပန်ဘောကနေတက်ဆင်းသွားမယ်ဆိုရင်တော့ဝအရုံကိုကူးမဲ့လေဆိပ်ကိုရောက်မှာဖြစ်ပါတယ် ဒါလေစီးတဲ့နေရာရောက်ပြီပေါ့နော်ကျွန်တော်တို့ဟိုဘက်မှာဝအပေါ်ကိုကူဖို့အတွက်ဒီမှာငါတို့လေလာစီးမယ်ခုတလောမှာဒီလေစိတ်မှာလေဖို့အကောက်ရှိနေပြီနော်ကောင်းကနကြည့်နော်แต่ห้าปะไม่ห้าปะเมาเนี่ยโอ้ห้าปะเมาแต่ห้าปะไม่เนาะโอ้ฟุกเก้าเลยရှိတယ်နော်ကဲငါတို့ဝအပုံသွားဖို့ဆိုပြီးတော့ဟိုဘက်ကိုသွားမှဖြစ်တယ်သူရေးထားတာဒါကတော့ဒီဘက်ကတော့ဒီဘက်ကတော့အဲ့ဒီဘက်လေစိတ်မဟုတ်ဘူးဟိုဘက်ဒီဘက်လေစိတ်သူရေးထားတာတထန်ဒါကြောင့်ဖျားမြစ်ကိုပြေးတဲ့လေစိတ်ဟိုဘက်မှာဝအရုံလို့ရေးထားတယ်ခေါ်စင်ဝအရုံငါတို့ဒီဘက်သွားမယ်လားဟိုဘက်မှာဝအရုံ wow amazing Thailand 3 คนนะครับ 3 คนเปรี้ยวไม่แน่ใจ เลยกูบวชแต่ยาวโกชาวบ้านมานะตอนยาวสาวเซชิบาเลยก็เซมเนี่ยขากูเลยคุณเลยแบบบุษเซนวอวีอันนี้มีอะไรว่าเราชื่อเก่งกับอายาโหปลาเลยอายาเป็นตับเลยအခုလိုနေရာကြီးတာပေါ့နော်ဒီကြောက်ပြမြင်မှလာတဲ့လေနဲ့ရောင်းပါရတယ်လို့ပြောရမှာအခုပလကတ်တင်ရောက်ခေါ်လာတယ်နော်စကားတိတ်မပြောချင်ဘူး လေ9မိနစ်စီးလိုက်ရအောင်ဖြစ်ဝအရုံစိတ်ကန်တို့ရောက်သွားမှာဖြစ်ပါတယ်အဲ့ဒီစိတ်ကန်ကနေဝအရုံကိုရောက်မှာဖြစ်တယ်ပေါ့နော် แกว่าโอนสีรถเราที่โอเวมาสวยสะพานพุกตัวใหญ่เลยสะพานพุกที่เป็นมาว่าร้องที่ว่าเราจะนอกะเลขายาวปูเดียวกันนะภายในการนี้ได้ชักปันเรามา First time for me. มีวันหัวใจจะ first time for him got 3 time เขาละตาแกဒီနေ့ပေါ့နော်ကျွန်တော်တို့ဒီကမိချော်လင်းနှစ်ယောက်ကိုဓာတ်ပေါင်းရိုက်ပေးမှဖြစ်တယ်ပေါ့နော်ပေါင်းထက်လာတော့လှမလှတော့မသိဘူးဒီကဓာတ်ပေါင်းလှဖို့ဆိုတာဘာလို့လဲဆိုတော့ modern ပဲလို့တယ် modern လှရကောင်လုံးလှတယ် Negotiate man again. ကဲဘာတော့မှမကြည့်ဘူးဘာတော့ဘယ်နိုင်ပိုက်လည်းမသိဘူး ဒီနေ့ပေါ့ပါလေးနဲ့ဝအရုံမှာပေါင်လာရိုက်မှာဖြစ်တယ်ပေါ့နော် ဒီနေ့ကျွန်တော်ယူလာတဲ့ကင်မရာက 7C Mark II 85ပေါ့နော်ရိုက်တာ view တက်နေနေခက်ဖြစ်ပေမဲ့ဒါပေမဲ့ ดูกัน ယူကအရင်လှတဲ့အခါမှာပေါင်းထက်တော့မှမသေးကြဘူး ว้าว လောက် ကျွန်တော်တို့ဓာတ်ပေါင်သွားရိုက်တာလေညနေခင်းပိုင်းဖြစ်တဲ့အတွက်လူတော့တိတ်တော့မချပါဘူးပေါ့နော်အေးစစ်စစ်နဲ့ရိုက်လို့ရတယ်ပေါ့နော် ခုနကျွန်တော်တို့ဖျားဘေးပတ်လဲမှာကျွန်တော်တို့ဓာတ်ပေါင်းရိုက်ပြီးပြီလို့ဆိုတော့
ဓာတ်ပေါင်ရိုက်ပြီးပြီနော်ကျွန်တော်တို့ဒီကနေဓာတ်ပေါင်ရိုက်ကြည့်မယ်လှလာပေါ့နော်ဒီဝါရောမှာလေဓာတ်ပေါင်လာရိုက်တိုင်းကအမြဲတမ်းပြဿနာတက်တယ်အဲ့ဒီပါလေဖျားကင်မရာမန်တယ်ဖျားမဟုတ်ဘူးလေဓာတ်ပေါ်တဲ့အင်ဂျီဆိုင်ကကင်မရာမန်နဲ့ဒါမဲ့ဘာမှဖြစ်ပါအမြဲတမ်းဖြစ်နေကြဆိုလေ AC ကဲလိုချင်တဲ့ပေါင်ကိုရိုက်ပြီးဆိုရင်တော့ဖျားသွားဖူးမှဖြစ်တယ်ပေါ့နော်ခုကတော့ပေါင်ရိုက်ပြီးမှဖျားဖူးတဲ့ဖြစ်နေတယ်ပေါ့နော် လေစိုက်ကတော့9နာရီခွိတယ်9နာရီပိုက်တယ်ပေါ့နော်အခုကျွန်တော်တို့က6နာရီခွဲ3ท่านนะครับ 3 ค่ะเขาไม่รู้ไงเพื่อนเขาจ่ายมาแล้วเพื่อนจ่ายมือสุดท้าย เพื่อนของคนเดียว อืม ကဲငါတို့ခုဟိုဘက်မှာပြန်ပြီးတော့ဓာတ်ပေါင်းသွားရိုက်မယ်ပေါ့နော်နေဝင်ချိန်လေးကဲဒီနေ့ကျွန်တော်တို့ရဲ့ဝတ်ရုံတော့ဖူးတယ်ပေါ့နော်အခြေအနေရဲ့နောက်ပြီးတော့အတွေ့အကြုံတွေကိုဒီဗီဒီယိုကနေကျွန်တော်တို့ကပြောပြပြီးပြီပေါ့နော်တကယ်ချင်းနဲ့လာပြီးသားဖြစ်ပေမဲ့လည်းနောက်တစ်ခါလာလို့ရတယ်ဟိုဒီအနောက်မှာနေတော့စီးမယ်